guys မင်္ဂလာပါဒီနေ့မှာတော့ဝက်သားငရုတ်ပွားအစားတုပ်ကလေးလုပ်သားပါမယ်နာမည်ကတော့ကျွန်တော်အဆင်ပြေတယ်လို့ပေးထားတာပါပထမဆုံးအနေနဲ့ဝက်သားကိုအတုံးတိတိလေးလုံးပြီးကြိတ်ပါမယ်ဖြစ်နိုင်ရင်တော့ဝက်သားအသားလေးပါတဲ့ခါကိုလုံးပြီးတော့ကောင်းပါတယ်ကျွန်တော်ကတော့ဒီမှာအသားရဲ့တိကျမရနိုင်လို့အစီရောတာကိုဝယ်ထားရပါတယ်ပြီးရင်ဝက်သားနဲ့ရုပ်ကိုအစားပလာလေးပြင်ဆင်ထားမယ်ပေါ့နော်အစားပလာလေးနည်းနည်းတက်သွန်ကြီးလေးမုံလောင်းလေးကိုကပပါလေးပြီးထားပါမယ်ပန်းငရုတ်ပွားကိုလည်းစိတ်ကအညာကိုပြီးထားပြီးတော့အထက်ကအဆန်လေးကိုခြေထားမယ်ပေါ့နော်ကြိတ်ထားပြီးတော့ဝက်သားရဲ့ကိုစားစက်သားမုံတင်းငပြားကြီးအနောက်ပြီးရင် QC အဲ့ဒါတွေထည့်မယ်ပြီးလို့ရှိရင်ဆော့ထိထားတဲ့တက်သွန်ကြီးလေးမုံလောင်းလေးကိုထည့်ပြီးတော့တမအောင်နှံ့အောင်နေပါမယ်ပြီးရင်ခဏနှက်ထားပါမယ်ဒီတော့ဒီထားရဲ့မျိုးပွားအတန်ထုတ်ထားတဲ့အထဲကိုဒီနေပြီးတော့ဝက်သားလေးတွေထည့်ပါမယ်ဒီလိုထည့်တဲ့အခါအပြည့်လုံးဝမထည့်ဘဲနဲ့3ပုံ2ပုံလောက်ပဲထည့်ရပေါ့နော်ပေါင်းတဲ့ချိန်တိုင်းရှမ်းထွက်လာမှာဆိုလို့ပါအစားတုတ်ထည့်ပြီးသားပန်းမျိုးပွားရေကိုပေါင်းဆက်ပေါ်မှာတင်ပြီးပေါင်းပါမယ်ဒီနေရာမှာကျွန်တော်တို့တကယ်ချင်းမှာပေါင်းဆက်ရှိတော့အဆင်ပြေသွားပြီပေါ့နော်ဒီပေါင်းဆက်မရှိဘူးဆိုလို့ရှိရင်ရင်းနှီးပေါ်မှာပကံစကားပေါက်ပကံလေးတင်ပြီးအဲ့စကားပေါက်လေးပေါ်မှာဒီထည့်ထားပန်းမျိုးပွားတွေထည့်ပြီးတော့လုံအောင်အဖုံးလောင်ဖုတ်ပြီးတော့လည်းပေါင်းလို့ရပါတယ်ပေါင်းဆက်ပေါ်တင်ထားတဲ့ပန်းမျိုးပွားလေးတွေကိုအစောဖြတ်ထားတဲ့သူတို့အညာလေးတွေကိုနေရာတကျတက်ပြီးတော့နေရာရွေ့ပြီးတော့အောင်တော့ထွက်လေးနဲ့ထိုးထားမယ်မျိုးပွားအားလုံးအစားတုတ်လိုက်တာတော့မှဝက်သားကပုံနေတဲ့အတွက်ကြောင့်မို့လို့ဝက်တလုံးကြော်လေးလုပ်လို့ရအောင်ကော်မုံလေးနဲ့နေပြီးတော့ဇွန်းနဲ့အလုံးလုံးလေးတွေဖြောင်းလုံးပြီးတော့စီပူပူထဲမှာထည့်ကြော်လိုက်ပါတယ်စီပူထဲမှာထည့်ထားတဲ့ဝက်တလုံးလေးတွေအမြင်အောင်တန်းလာပြီလို့ရှိရင်ဆဲလို့ရပါပြီခုဆိုအရင်စားလို့ကောင်းတော့ဝက်တလုံးကြော်လေးလည်းရပါပြီပန်းရုပ်ပွားအစားတုတ်လေးလည်းရပါပြီလိုက်လို့စားကြည့်တဲ့အခါမှာကျွန်တော်လိုမျိုးဝက်သားအစီတွေကိုတိတ်မတုံးမဲနဲ့အသားများလေးကိုရေးတုံးလေးကိုအကြံပေးချင်ပါတယ်အားလုံးလည်းစားကောင်းကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်ကျွန်တော်ရဲ့အငင်း YouTube channel မှာတင်ထားပြီးသားအစားတောက်ဗီဒီယိုတွေအကုန်လုံးကိုအချက်ပြုတ်ဆိုတဲ့ playlist နဲ့တစုတစည်းတင်ထားမှာမို့လို့အဆင်ပြေရဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပြီးဝင်ကြည့်ပေးကြပါဦးနော်ကျေးဇူးများတင်ပါတယ်